ဒီကသူရဲကောင်းလူကြီးမင်း ဟုတ်ကဲ့ဒီကလူကြီးမင်းတူကြွပါအောင်ခင်ဗျာဟာ မင်္ဂလာပါတာကြီး မင်္ဂလာပါခင်ဗျာ ဟုတ်ပါ ကဲ ပြီ ဒါလေးရဲ့နာမည်ကိုပြည်သက်ကြီးတည်းမိတ်ဆက်ပေးပါဦး သားနာမည်ကတော့မောင်နိုင်ထက်မှဖြစ်ပါတယ်ခင်ဗျာ ဟုတ်ပါပြီသားသားလေးအသက်ဘယ်လောက်ရှိပြီတော့ 12နှစ်ပါခင်ဗျာ 12နှစ်ဟုတ်ပြီဘယ်နှစ်တန်းရောက်သွားပြီတော့သား 9တန်း 9တန်း ဟုတ် ကဲကူသားလေးရှင်ပြိုင်မဲ့သချင်းအမည်လေးနဲ့တေးရီကိုလည်းမိတ်ဆက်ပေးပါဦး သားဆိုမဲ့တချင်းကတော့အမေတခုသားတခုဖြစ်ပါတယ်တေးရကတော့ဥတ္တမှုဖြစ်ပါတယ်ခင်ဗျာ ဟောဟုတ်ပြီ မေတစ်ခုသားတော့ဝက် အမေတို့သားတခုဘယ်နဲ့သားတော့သားညမတဝဲသွားပြီ ငယ်သေးတာပေါ့ သားဘယ်ကနေလာပြိုင်တာလဲသား စမ်းချောင်းမျိုးနေရပါရန်ကုန်တိုင်းစမ်းချောင်းမျိုး ဟောစမ်းချောင်းမြို့နေလာပြိုင် ဟုတ်ပါပြီ ဟုတ်ပြီ ကဲအဲ့သားကြီးအဲ့တချင်းကိုအရင်တော့ကဘယ်သူဆိုခဲ့ဘူးသေးလဲ ဦးခန်းခေါ်တော့မျိုးအောင်ဆိုခဲ့ပါတယ် ဩဟုတ်ပါပြီဗျာ ကဲဒီတချင်းလေးကိုသားအမေရွေပြီးဆိုမှာပေါ့ဟုတ်လား ဟုတ် ကဲနော်ဒီစီတင်လေးပါဒါအမှတ်အများဆုံးရပါစေစူတောင်းပေးရနော် ပြည့်စုံနေပြီပါစေ
ဒါလေးတချင်းဆိုတော့ကရန်ကောင်းပါတယ်နော်ဒါလေးကကန်းကတော့မျိုးအောင်တချင်းဆိုတော့ဦးကန်းကတော့မျိုးအောင်လည်းဘာတော်လဲဒါ ဟမ် ဘာတော်လဲ ဘာမှမတော်ပါ ဒါစဉ်းစားနေတယ်တခုတော့ထူးစားတယ်တတိရှိရှိပြေးလိုက် ဘူးဘယ်နဲ့စဉ်းစားနေရပါတော့ တတိရှိရှိပြေး ဘာ လိုက် ပြေမမသိလို့ဖြစ်နေတာပါကလေးကိုမစဉ်းစားနေတခုခုတော့တခုခုပဲတဲ့လကားစတာဦးတို့ကသားကိုချစ်လို့စတာနော်ဘာမှမတော်ပါဘူးလို့အဖေပဲတော်ပါတယ်ဟုတ်ပါဘူး ဘာမှမတော်ပါဘူးအဖေလို့ပြောကြည့်ရန်ပြီးပြီပါလေနော် ဟုတ်ကဲ့ပါ ကဲအမေဦးတန်းတာပြီးဆိုတော့တာလေတော့မျက်လုံးလေးကိုမှိတ်ပြီးဆိုတော့တာတကယ်ကိုလည်းအသက်ပါပါတယ် ဟုတ်ပါပြီဗျာ ကဲဝေယံကြီးဆူတောင်းပေးလိုက်ပါဦးကလေးကို ဟာသားလေး ဟဲ့ မဲမုန်းလေးပါတော့သားလေးချစ်စနိုးလေးနဲ့ အရေးတဲ့ဒိုင်မင်းဝင်သေးတယ် အရေးကအလစ်ကိုဝင်ပြီးတော့တောကြောင်ကချောင်းနေတာဒီကနေပြီးတော့ဦးရဲ့တူလေးပေါ့အဲ့ဒါလည်းမဟုတ်သေးတော့သူ့တော်လေးရှိရင်ဘယ်လိုလဲကိုယ်တယ်မယ် ပါလာသားဘုလို့တားပြစ်လာတယ်ကို အမေရဲ့အဖေရဲ့ မေးရဲ့ဟုတ်ပါပြီအဲ့တော့ဦးရဲ့သားလေးနော်ဒီဂီတတကားစုကြီးကိုပိုင်ပိုင်နေရပါစေလို့ဦးတို့ညောက်ကဆူတောင်းပေး အများဆုံးပထမဆုံးရပါစေဆူတောင်းပေးနော်ဒါနော် ဟုတ်ပြီနော် ကျေးဇူးနဲ့ပြပါတယ် ဟေး ဟုတ်ပါပြီကျေးဇူးတင်ပါတယ် နောက်ဆုံးသွားရောက်သွားတယ်